ငရုတ်သီးတောင်လေးရေးပြမယ်နော်အဲ့တော့ဒီငရုတ်သီးတောင်လေးကအစိမ်းရောင်လေးဆိုတော့အစိမ်းရောင်လေးနဲ့ပဲစားပြီးတော့ရေးလိုက်တယ်ပေါ့နော်ဒီလိုရေးတဲ့ခါမှာအသွားပြန် direction နဲ့ရေးနည်းမျိုးရေးတယ်ပြီးရင် blender မသုံးဘူးပေါ့နော်ရေးခဲ့ဘူးသမျှ color pencil တွေအကုန်လုံး blender လုံးဝမသုံးပါဘူးဒီ smooth ဖြစ်အောင်တေချာကြိုးစားပြီးတော့ရေးတယ်ပေါ့နော်အဲ့တော့အစိမ်းရောင်မှာမှသူကအစိမ်းမှာအမျိုးအစားတွေအများကြီးရှိတယ်ပေါ့နော် glass တချို့ဟာတွေဆိုရင်အစိမ်းနုအစိမ်းညစ်ဒီခဲတံအရေးအတွက်ဘူးမပါတဲ့အရေးအတွက်များရင်များသလိုပေါ့အဲ့ဒီမှာမှအစိမ်းနုတာလေးနဲ့စပြီးတော့ရေးတယ်ပေါ့နော်နောက်ထပ်လေယာတစ်ခုမှာတော့ခုနကတော့ရေးတဲ့ခဲတံထက်အယောင်နည်းနည်းပိုရင်းတဲ့ခဲတံကိုသုံးပြီးတော့ရေးပါတယ်လိုအပ်သလိုအစိမ်းရောင်အနုရင်ကိုချိန်ပြီးတော့ရေးတယ်ပေါ့နော်ငရုတ်သီးရေးတဲ့နေရာမှာအလဲကောင်ကအလင်းပြန်တဲ့နေရာလေးတွေပေါ့နော် highlight လေးတွေကိုတချို့ဆရာကြီးတွေကြတော့သူတို့ကမင်းအဖြူရောင်တစ်ခုခုဒါမှမဟုတ်ခဲပြက်နဲ့ဖြစ်ပြီးတော့ဖော်တယ်ပေါ့နော်မဆူကတော့ဒီပကြီးကားမှာမင်းနေပါရင်လည်းမသုံးတော့ဘူးပေါ့နော်စာရွက်အလုပ်ကိုပဲခြံပြီးတော့ပဲ highlight ဖော်ထားလိုက်တယ်ပေါ့ဒီအောက်ခြေနားက gray tone ကိုတော့အညိုရောင်ထည့်သုံးပါတယ်ပြီးရင်အစိမ်းရောင်ကိုလိုအပ်ရင်လိုအပ်သလိုပြန်ပြီးတော့ထည့်သုံးတယ်ပေါ့နော်ဒါကတော့အညာရေးတဲ့နေရာကိုရောက်သွားပြီပေါ့နော်အညာရဲ့သဘောသဘာဝကငရုတ်သီးတောင်းတဲ့စားလို့ရှိရင်သူကအယောင်မှိုင်းတဲ့ဘက်ကိုသွားတယ်ပေါ့နော်အဲ့တော့ငရုတ်သီးတောင်းကအစိမ်းရောင်ဆိုးလေးရေးတယ်ဆိုရင်ဒီအညာမှာတော့အစိမ်းရောင်မှိုင်းလေးကိုထည့်သုံးပြီးတော့ရေးရတယ်ပေါ့နော်ဒါကတော့အရေးရေးတဲ့နေရာပေါ့နော်အရေးကအရာဝတ္ထုနဲ့အနည်းဆုံးကက်လျက်မှာရှိတဲ့နေရာကတော့အမှောင်ဆုံးအပိုင်းပေါ့နော်ပြီးမှအရာဝတ္ထုနဲ့ဝေးလေးအားဖြော်သွားလေးပေါ့ဒီအရေးရေးတဲ့အခါမှာတော့ color pencil နဲ့ရော Stella နဲ့ရောနှစ်မျိုးလုံးကိုရောပြီးတော့သုံးပါတယ်တကားလုံးရေးပြီးသွားတဲ့အခါမှာလိုအပ်တဲ့နေရာလေးတွေကိုလိုက်ပြီးတော့ဖြည့်တယ်ပေါ့နော်ဒီပကြီးကားလေးကိုလွန်ခဲ့တဲ့2023ခုနှစ်ကရေးခဲ့တာပေါ့နော်မဆူကအဆက်သိမ့်မကြိုက်ဘူးဒါပေမဲ့ငရုတ်သီးတောင်လေးတွေမြင်ရင်တော့ချစ်တဲ့စိတ်ဖြစ်မိတယ်ပေါ့နော်အဲ့တော့ဒီငရုတ်သီးတောင်လေးတွေကိုချစ်လို့ပကြီးကားအဖြစ်ပြန်ပြီးတော့ရေးဆွဲခဲ့တာပါဒီပကြီးကားလေးကိုနှစ်ကရေးပေးမှာတော့ရောင်းပြီးတော့အလှူလုပ်ခဲ့တယ်ပေါ့နော် 100% donation ပေါ့အဲ့တော့ကိုတက်ကျွမ်းတဲ့ပညာလေးနဲ့ဒီအလှူအတန်းသေးလေးတွေပြုလုပ်နိုင်တဲ့အတွက်လည်းအရန်ကိုပြောရပါတယ်။နောက်လည်းစကြိုးစားသွားပါဦးမယ်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နော်။